ညာရေးနဲ့ပတ်သက်တာရောအမှန်မှရှုတော်ဆုံးကဟောထားတာဆိုမတမဖြည်းဖြည်းဆုံးနေပေါ့ဘုရားတရားတော်နဲ့တင်မဲ့တိုင်းပြည်တစ်ပြည်ကိုဥဆောင်ပြီးအုပ်ချုပ်သွားလို့ရတယ်အနောထားစားတဲ့ညမသမိုင်းမှာထင်ရှားတဲ့မင်းကောင်းမင်းမြတ်တွေဟာမြတ်စွာဘုရားဟောတဲ့တရားနဲ့ပဲအုပ်ချုပ်သွားကြတာပဲလေအနောက်တိုင်းကအုပ်ချုပ်ရေးစနစ်နဲ့မှမဟုတ်တာနောက်ပိုင်းကျမှအနောက်တိုင်းစနစ်တွေဥရောပကစနစ်တွေမပြည့်ရောက်လာအဲ့တော့ပညာရက်နဲ့ပတ်သက်လာလို့ရှိရင်တကယ်လူယဉ်ကျေးမှုပညာရက်တွေဟာအာရှမှာထွန်းကားတာများတယ်ဆိုတော့အိန္ဒိယနိုင်ငံကြီးဆိုဘဟုချက်မကြီးပညာရက်တွေအများကြီးပဲပြည့်စုံတဲ့ပညာရက်တွေအာယုဗေဒစေပညာတို့အခြားပညာရက်တွေအတွေ့အခေါ်ဆိုင်ရာပညာရက်တွေတော့အိန္ဒိယနိုင်ငံကရှေးကြသလိုပညာရက်တွေလည်းပဲပြည့်စုံတယ်ဖျားပွင့်လာလည်းပဲအိန္ဒိယနိုင်ငံမှာပွင့်လာအဲ့ဒီဒေသကအသိပညာတတ်ပညာတွေများစွာထွန်းကားတာသို့တော့ခေတ်ဆိုတာထွန်းကားတဲ့အချိန်ရှိသလိုမထွန်းကားတဲ့အချိန်နဲ့ရှိတာပဲတစ်ချိန်တုန်းကကြီးကျယ်ခမ်းနားခဲ့တော့လေပညာရှိတွေပေါ်များခဲ့တော့လေတစ်ခေတ်တစ်ခါကျတော့ပညာရှိတွေနေပါသွားတဲ့အခြေအနေဆိုတာလည်းရှိတယ်ဒါတော့နိုင်ငံတိုင်းမှာဒါပြောကြောင့်လို့ဆိုရင်ထာဝရပြောင်းလဲနေတဲ့လောကရဲ့သဘောသားလည်းဖြစ်တယ်ဘေးရမထာဝရတည်မြဲနေတာမရှိဘူးအလုံးပြောင်းလဲမှုဆိုတဲ့နိယမကြီးရဲ့အုပ်စိုးမှုအောက်မှာရှိတယ်အတက်ရှိတဲ့အခါရှိတယ်ကြာရှိတဲ့အခါရှိတယ်တိုးတက်တဲ့အခါတိုးတက်တယ်နှိမ့်ကြတဲ့အခါမှာနှိမ့်ကြတယ်ပညာတတ်တွေပေါ်များတဲ့အခါရှိတယ်ပညာတတ်တွေနေပါတဲ့အခါရှိတယ်စီဝဥစ္စာတိုးတက်တဲ့အခါရှိတယ်စီဝဥစ္စာနှိမ့်ကြတဲ့အခါရှိတယ်လောကကြီးရဲ့မမြဲတဲ့ပြောင်းလဲတတ်တဲ့သဘာဝတရားအရာဒါတွေကဖြစ်တည်ငြိမ်မှုမရှိဘူးဒါကြောင့်မို့တန်တရားထဲမှာဖြစ်နေတဲ့သင်္ခါရသဘာဝတရားတွေဟာတည်ငြိမ်မှုမရှိဘူးပေါ်လာလိုက်ပျောက်သွားလိုက်ဖြစ်လာလိုက်ပြတ်သွားလိုက်ဒီသဘောတရားတွေကရှိနေမှာပဲကောထူးချွန်တဲ့ပုဂ္ဂိုလ်ကြီးပေါ်လာလိုက်ပျောက်ကွယ်သွားလိုက်ဒီလိုရှိတာပဲညမပြည်နားမှာရှိတဲ့စိနရထလို့ရှိရခေါ်တယ်စိတ်တိုင်းနောက်ပိုင်းကျတော့စိနကချိနကနေပြီးတော့အင်္ဂလိပ်တွေကဖတ်တဲ့အခါချိုင်နာဖြစ်သွားတာတကယ်ကတော့ချိနပဲတော့နော်မူရင်းစကားကချိနအဲ့ဒီချိနကနေချိုင်နာကနေဗမာတွေကျတော့တရုတ်လို့ခေါ်တာပေါ့အဲ့ဒီနိုင်ငံကြည့်ပါလားပညာရှိကြီးတွေပေါ်ထွန်းလာခဲ့တယ်ပညာရှိကြီးတွေအမိတ်အစိုးအမိတ်နေပုဒ္ဒတာဆေးကျမ်းနဲ့ဆေးပညာရက်နဲ့ပတ်သက်လာလို့ရှိရင်တစ်ချိန်တစ်ခါတော့ရှမ်းတောင်ပညာရက်အစိုးအမိတ်အဆုံးအမတွေနဲ့ပတ်သက်လာလို့ရှိရင်ကွန်ပျူတာဆိုတာပညာရှိပေါ်လာခဲ့တာလေအဲ့နိုင်ငံပဲလေအဲ့တော့လောကမှာထူးချွန်တဲ့ပုဂ္ဂိုလ်တွေဆိုထွက်ပေါ်လာတတ်တယ်ထွက်ပေါ်လာတဲ့အခါမှာအဲ့ဒီပုဂ္ဂိုလ်တွေရဲ့အဆိုမိတ်သင်ကြားပေးမှုအသိပညာတတ်ပညာတွေကတမှုမဖြတ်နိုင်တော့ရှိ
ဒါပေမဲ့အဲ့ဒီလိုထူးချွန်တဲ့ပုဂ္ဂိုလ်တွေကထာဝရရှိသလားလို့ဆိုပဲရှိမှာအနိစ္စတာအမြဲခြင်းဝိပရိနာမဆုပ်ယုပ်ပြောင်းလဲခြင်းဆိုတဲ့အညထဘာဝအရှိမှတပါမရှိဘူးဆိုတဲ့အနေအထားရောက်သွားခြင်းဆိုတဲ့အနိစ္စတာဝိပရိနာမတာအညထဘာဝတာအဲ့ဒီသဘာဝတရားကြီးကိုမကျော်လွှားနိုင်သည့်အတွက်ကြောင့်ပုဂ္ဂိုလ်တရားအနေနဲ့လည်းပဲထာဝရမရှိဘူးအသိပညာတွေအနေနဲ့လည်းထာဝရမရှိဘူးရှင်မြေတောတောင်သဘာဝတွေဟာပြောင်းလဲပြီးတော့လူသားတွေကလည်းအပြည့်အပြောင်းလဲနေတာဖြစ်တယ်အဲဒါကြောင့်မို့လောကကြီးဟာပြောင်းလဲတဲ့သဘောမှာရှိသည့်အတွက်ကြောင့်စင်စစ်တူတာတွေရှိတယ်မမြဲတဲ့နေရာမှာသဘောကြီးထဲမှာစင်စစ်တူတာတွေရှိတယ်မတူတဲ့အခြေအနေတွေလည်းရှိတယ်အဲ့ဒီကြတော့အစစ်တူဆိုတဲ့ပြဿနာပေါ်လာတာပဲဖြစ်တယ်မြတ်စွာဘုရားကဓမ္မပဒမှာဘုရားရဲ့အဆုံးအမတရားလေးတွေဟောထားတာတွေရှိတယ်အဲ့ဒါအစစ်တူခွဲခြားဖို့ခွဲခြားတတ်ဖို့နေရာတိုင်းမှာအစစ်တူရှိတယ်အဲ့ဓမ္မပဒထဲမှာဟောထားတာဘယ်အနေစာပြီးတော့ဟောထားတော့ဆိုဓမ္မထပါဠိဘာသာနဲ့ဓမ္မထတရားဥပဒေပေါ်မှာအခိုင်အမာယက်တည်သူလို့အဓိပ္ပာယ်ရတယ်ဓမ္မထတရားဥပဒေပေါ်မှာအခိုင်အမာယက်တည်သူပေါင်ချိန်တို့လို့ဆိုပါတော့တရားဥပဒေပေါ်မှာအခိုင်အမာယက်တည်သူဓမ္မကဒီနေရာမှာဥပရိသတရားတော်မှာထဆိုတာယတ္တိနေတာဓမ္မဓမ္မထဓမ္မေထိတတရားဥပဒေပေါ်မှာအခိုင်အမာယတ္တိသူခဏခေဟောရတဲ့ပြောရင်တရားသူကြီးပေါ့တရားသူကြီးအဲ့ဒီတရားသူကြီးဆိုလဲအစစ်တုရှိတယ်ဘယ်ဟာမှတရားသူကြီးအစစ်ဖြစ်မလဲဘယ်ဟာကတရားသူကြီးအတုလဲဆိုတာမြတ်စွာဘုရားဟောပုံလေးကိုနားထောင်ကြည့်လိုက်နတေနဟောတိဓမ္မတောရှေနထံသာဟတာနေရှေနအထံသာဟတာနေအထဆိုတာအကြောင်းကိစ္စတရားယုံမှာဆုံးဖြတ်မရပဲ case ပေါ့နော်အဆုံးဖြတ်ပေးရမယ်အကြောင်းအရာအထလို့ခေါ်တယ်တရားဆွဲထားတဲ့အမှုခင်းအထအမှုခင်းအဲ့ဒီအမှုခင်းကိုသာဟတနေဥရိစိကနဲ့မကြီးပဲနဲ့လိမ့်လေပြီးအဂတိလိုက်ပြီးဥပရိကရှိရတဲ့နဲ့အဲ့ဒီဥပရိလမ်းကြောင်းတိုင်းမဟုတ်ဖ ೇನೆ ဥပရိလမ်းကြောင်းကိုသွေးဖီပြီးတော့ဆုံးဖြတ်တာတဲ့ရှေနအထံသဟတာလေရှေနအကျင့်တရားသူကြီးဟာတရားသူကြီးဆိုတဲ့ပုဂ္ဂိုလ်ဟာအထံမှုခင်းကိုသာဟတာအနိုင်ကျင့်ပြီးတော့တရားသူကြီးဆိုတဲ့ဘာဝနဲ့အနိုင်ကျင့်တယ်ဥရိတောင်မသွားဘဲနဲ့တရားသူကြီးဆိုတဲ့လောက်ပိုင်ခွင့်ကိုရှုပြီးတော့ဆုံးဖြတ်တယ်ဆုံးဖြတ်တယ်ဆိုတာတရားဥပဒေတိုင်းမဟုတ်ပဲနဲ့နော်အနိုင်ကျင့်ပြီးတော့တူကိုအသာပေးတယ်တူကိုရှုံးပေးတယ်တူကိုနိုင်ပေးပြီးတူကိုရှုံးပေးတယ်အဲ့ဒါဥပဒေအရမဟုတ်ဘူးဥပဒေစိကံနဲ့မဟုတ်ပဲနဲ့သူစိတ်ဓာတ်နဲ့သူအဲ့လိုပေးလို့ရှိရင်နတေနဟောတိဓမ္မထောအဲ့ဒါတရားတော်မှာယတ္တိတဲ့အခိုင်အမာယတ္တိတဲ့တရားသူကြီးမဟုတ်ဘူးတဲ့အဲ့ဒီလောက်ရကိုကြည့်ရင်ဒါတရားသူကြီးအစစ်မဟုတ်ဘူးလို့ဆိုလို့တယ်အဲ့တော့ဥပဒေပေါင်းနဲ့မ
မလုပ်ဖဲနဲ့နိုင်ကျင့်ပြီးတော့ဆုံးဖြတ်တယ်ဆိုတာပါတော့အဂတိလိုက်ပြီးတော့ဆုံးဖြတ်တာ